တရုတ်ပြည်ကနေမထွက်ခွာခင်မှာဆရာကြီးတယောက်ကသူ့ရဲ့လက်ထဲကိုမျိုးစေ့လေးတစ်စေးထည့်ပေးလိုက်ပါတယ်သူဟာနားမလည်နိုင်အောင်ဖြစ်သွားတဲ့အခါဆရာကြီးကပြုံးပြီးပြောလိုက်ပါတယ်ဒါကိုမင်းအိမ်နောက်ဖေးမှာစိုက်ထားလိုက်ပါဒါကိုမြင်တိုင်းငါ့ကိုတတိယနေမှာပါတဲ့သူဟာအိမ်ပြန်ရောက်တဲ့အခါအိမ်နီးချင်းတွေကိုသူတရုတ်ပြည်ရောက်ခဲ့တယ်ဆိုတာတက်သေးပြဖို့အတွက်အဲ့ဒီမျိုးစေ့ကိုဂုံယူစွာနဲ့စိုက်လိုက်ပါတယ်မနက်တိုင်းသူဟာအဲ့ဒီနေရာကိုရေလောင်းပြီးညနေတိုင်းစောင့်ကြည့်ပေမဲ့မြေပြင်ကတော့ဘာမှထူးခြားမလာခဲ့ပါဘူးနှစ်ကြာတဲ့အခါမှာတော့အိမ်နီးချင်းတွေကမင်းကမြေကြီးတွေကိုရေလောင်းနေတာပါလို့လှောင်ပြောင်လာကြပါတယ်သူ့ရင်ထဲမှာနာကျင်သွားပြီးရေလောင်းတာကိုရက်တက်လိုက်ပေမဲ့သူ့ရဲ့သားလေးကတော့လက်မလျှော့ပဲရေဆက်လောင်းပေးခဲ့ပါတယ်ကလေးအတွက်တော့ဒါဟာပျော်စရာကစားပွဲတစ်ခုလိုပါပဲ၄နှစ်ကြာအောင်ဘာမှထူးခြားမလာပဲ9နှစ်မြောက်မနက်ခင်းမှာတော့သူ့သားလေးကဥယျာဉ်ထဲကနေအော်ဟစ်ခေါ်လိုက်ပါတယ်ဖေလာကြည့်ပါဦးမြေကြီးတွေအကွဲသွားပြီးဝါပင်လေးဟာမျောစင်တစ်ခုလိုကောင်းကင်ဘုံကိုထိုးတက်သွားပါတယ်6ပတ်အတွင်းမှာတင်အမြင့်ပေ80အထိမြင့်တက်သွားခဲ့တာပါတကယ်တော့တရုတ်ဝါပင်ဟာအိပ်ပျော်နေတာမဟုတ်ပါဘူးမြေအောက်မှာကြီးမားတဲ့မြစ်ဖျားတွေကိုဖြန့်ကျက်ပြီးကြီးကျယ်တဲ့အောင်မြင်မှုအတွက်အုံမြင့်ချနေတာပါစစ်မှန်တဲ့ကြီးထွားမှုဟာအချိန်ယူရတတ်ပါတယ်အရေးကြီးဆုံးအစိတ်ပိုင်းတွေဟာဘယ်သူမှမမြင်နိုင်တဲ့နေရာမှာစတင်တာပါအချိန်တန်ရင်တော့လူတွေမထင်မှတ်ထားတဲ့အချိန်ဟုန်နဲ့ထိုးတက်လာပါလိမ့်မယ်ဒါကြောင့်လူတွေကမြေကြီးတွေလိုပဲခေါ်ပါစေမင်းရဲ့အိမ်မက်တွေကိုဆက်ပြီးရေလောင်းပေးနေလိုက်ပါ